ဒီနေ့မှာတော့ One Championship ကကျင်းပပေးတဲ့နိုဝင်ဘာလ16ရက်နေ့ရဲ့စိတ်ဝင်စားပွဲသတင်းတွေနဲ့ကနာမငြိမ်ဖြစ်နေတဲ့တွဲဆိုင်တွေအကြောင်းကိုပြပြပေးမှာဖြစ်ပါတယ်။ပြီးတော့ဒီပြိုင်ပွဲကြီးမှာနှုတ်ဆက်သွားရတဲ့ကစားသမားတွေအကြောင်းနဲ့နောက်ွယ်ကအရှုပ်တော်ပုံတွေအကြောင်းကိုပြပြပေးမှာလည်းပဲဖြစ်ပါတယ်။မင်္ဂလာပါ Fight Farm ကနေကြိုးဆိုပါတယ်။ One Championship ဘက်ကနေ16ရက်နေ့ပြိုင်ပွဲအတွက်တော်တော်လေးကို view တစ်ဆိုင်နဲ့ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ပြိုင်ပွဲမကျင်းပခင်၄လလောက်အလိုကတည်းက promotion တွေဆင်းပြီးတော့တေချာပြင်ဆင်မှုတွေပြုလုပ်ခဲ့တာလည်းပဲဖြစ်ပါတယ်။အစကချန်ပီယံလူပွဲကြီးပဲ9ပွဲတည်ပါဝင်ထည့်သွင်းထားပြီးတော့ကစားသမားတွေကအကြောင်းမျိုးကြောင့်နှုတ်ထွက်သွားကြတာလေးလည်းရှိပါတယ်။ဒီလိုနဲ့ပြိုင်ပွဲကျင်းပဖို့ကလည်း9ရက်လောက်ပဲလိုတော့တာပါ။ဒါတော့မှပြဿနာတွေကမပြီးသေးဘဲနဲ့ကတိုးလေးတွေကစားသမားတွေနဲ့ One Championship ကြားမှာပြဿနာလေးတွေဖြစ်နေပါသေးတယ်။ချန်ပီယံလူပွဲကအခုချိန်မှာတော့9တွဲပဲကျန်ပါတော့တယ်။ One Championship အနေနဲ့တူဂျိုမှာကျင်းပမဲ့ပြိုင်ပွဲမှာခေါင်းတွဲဆိုင်အနေနဲ့ Super Bowl နဲ့ Nori တို့ရဲ့ပွဲကိုခေါင်းတွဲဆိုင်အနေနဲ့စတင်မိတ်ဆက်လာပြီးတော့နောက်ထပ်တစ်ပွဲအနေနဲ့မာလီခင်နဲ့ Ruru တို့ရဲ့ Heavyweight Champion ခပတ်လူပွဲကိုရပ်ပိုင်းလေးပဲချပြီးတော့ promotion ဆင်းခဲ့တာလည်းပဲဖြစ်ပါတယ်။ဒီတွဲဆိုင်ကိုကြီးညာခဲ့တာ၄လလောက်ကိုရှိပြီဆိုပေမဲ့ပွဲနက်ကမှာ Ruru ကကား accident ကြောင့်ပါဝင်နိုင်ခဲ့ခြင်းမရှိတာကြောင့်ပွဲပြတ်သွားခဲ့တာလည်းပဲဖြစ်ပါတယ်။ဒီပွဲကိုစောင့်မျှော်နေကြတဲ့မြန်မာနိုင်ငံကပြည်သက်တွေကတခြားနိုင်ငံကပြည်သက်တွေအတွက်စိတ်မကောင်းဖြစ်မိပါတယ်။နောက်ထပ်တစ်ပွဲကတော့နာဘေးနဲ့ Jonathan Hungary တို့ရဲ့ပွဲပဲဖြစ်ပါတယ်။ဒီပွဲစဉ်ကလည်းပြောမယ်ဆိုလို့ရှိရင်ပြည်သက်အကြိုက်ပွဲပဲဖြစ်ပါတယ်။ဒါပေမဲ့လည်း Jonathan Hungary အနေနဲ့ပကုံးတန်ရပြဿနာကြောင့်ပြိုင်ပွဲကနေနှုတ်သက်သွားခဲ့ရတာလည်းပဲဖြစ်ပါတယ်။ဒါပေမဲ့မောင်ကန်ကောင်းလေးကပွဲပြတ်သွားခြင်းမရှိသေးဘဲနဲ့ One Championship ကမကြသေးခင်ကမှမိတ်ဆက်ထားတဲ့ဂျပန်ဖိုက်တာနဲ့ပွဲထက်တယ်ပေးထားပါတယ်။ဒီပွဲကလည်းစိတ်ဝင်စားဖို့ပွဲဖြစ်ပြီးတော့ပထမမူခိုင်းထိုးရမယ့်အခြေအနေကနေကေဖောင်စင်ဘက်ကိုပြောင်းလဲသွားပြီးလည်းဖြစ်ပါတယ်။ဒီကစားသမားကတော့ရှုပ်လို့ရတဲ့ထဲတော့မပါဘူး။သူ့နိုင်ငံမှာဆိုရင်တော့ကေဖောင်စင်ချန်ပီယံလည်းဖြစ်ပါတယ်။အရန်မြင့်က9ပဲ7ဆိုတော့ကြည့်လို့ကောင်းလိုက်မယ်လို့တော့ထင်မိပါတယ်။ဒီလိုနဲ့ပဲချန်ပီယံလူပွဲက9ဆိုင်ကနေ2တွဲပြုတ်ပြီးတော့ Final Result အနေနဲ့9ဆိုင်ပဲချန်ရှိပါတော့တယ်။ဒါပေမဲ့ပြဿနာကမပြီးသေးပါဘူး။ One Championship ကနေတိတိလေးဖြည့်ရှင်းနေရတဲ့ပြဿနာလေးတွေရှိတယ်။ဒါကဘာလဲဆိုလို့ရှိရင်ထိုးချစ်ကိစ္စနဲ့ပတ်သက်တဲ့ပြဿနာတွေပဲဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း16ရက်နေ့မှာကျင်းပမယ့်ပြိုင်ပွဲကြီးမှာပါဝင်တဲ့ကစားသမားတွေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မသိတဲ့ကစားသမားတွေကသိမရှိဘူး။ဂျပန်ကတချို့သော fighter တွေလောက်ပဲရှိမယ်။ main event မဟုတ်တဲ့ပြိုင်ပွဲတွေတောင်မှကြည့်လို့ကောင်းတဲ့ကစားသမားတွေအများကြီးပဲပါလာတယ်။ဒီကစားသမားတွေကိုကြည့်ရမယ်ဆိုလို့ရှိရင်သူတို့ရဲ့ထိုးကြည့်တွေနဲ့ပတ်သက်ပြီးတော့ကစားသမားတွေနဲ့ညှိနှိုင်းမှုတွေကိုပြုလုပ်နေရတယ်လို့သိရပါတယ်။ဒီလိုပြိုင်ပွဲကြီးမှာပုံမှန်ရတဲ့ထိုးကြည့်တဲ့ပိုရမယ့်နေရာမှာပုံမရတဲ့အပြင်ထိုးကြည့်တွေရှော့တယ်လို့လည်းသိထားရပါတယ်။ဒီထဲမှာအဆိုးဆုံးကတော့ Rodhan ရဲ့ထိုးကြည့်ပါ။ World Championship ကကျင်းပပေးတဲ့ပြိုင်ပွဲတွေမှာထိုးလို့ရှိရင်ထိုးကြည့်အမြင့်ဆုံးကစားသမားစီးနဲ့မှာ Rodhan ကပါဝင်မှဖြစ်ပါတယ်။တပွဲထိုးကြည့်ဘတ်10တန်းအထက်မှာရရှိတယ်လို့ပြောတယ်ဗျ။တချို့ပွဲတွေမှာဆိုလို့ရှိရင်ဒီထက်ပိုများတယ်။တာခဲရုနဲ့နောက်ဆုံးထိုးခဲ့တဲ့ပွဲမှာဆိုလို့ရှိရင်ဒီထက်2ဆ3ဆလောက်ကိုပိုရတယ်လို့ထင်ပါတယ်။ဒါကို One Championship ဘက်ကနေ Rodhan နဲ့ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။ Rodhan လိုပဲတခြားကစားသမားတွေလည်းကြုံတွေ့နေရကြောင်းကိုသိရှိရပါတယ်။နိုဝင်ဘာလ16ရက်နေ့ပွဲစဉ်ကကျွန်တော်တို့အထင်ပြောရရင်အရန်ကြီးပုံကြီးချဲ့တယ်လို့မြင်မိပါတယ်။ဒါကြောင့်မို့လဲအချိန်ကြာကြီးကြိုတင်စီစဉ်ပြီးမှထင်သားတလို့လည်းမဖြစ်လာခဲ့တာလည်းပဲဖြစ်ပါတယ်။ World Championship ရဲ့ဥက္ကဋ္ဌကြီး Chhatri အနေနဲ့အရန်လောဘကြီးပြီးတော့ promotion ဆင်းလိုက်ရမှာပွဲအကြီးကျယ်ကျင်းပကျင်တာကြောင့်ဒီလိုတွေဖြစ်ကုန်တာလို့ပဲထင်မိပါတယ်။ပြိုင်ပွဲကျင်းပဖို့ကလည်း9ရက်လောက်သာလူတော့အကြောင်းမလို့ One Championship နဲ့ကစားသမားတွေကြားမှာအမြန်ဆုံးပြည်လည်နိုင်ဖို့တော့မျှော်လင့်မိပါတယ်။ဒီလိုမှမဟုတ်လို့ရှင်ရင်၄လလောက်ကြိုပြီးတော့ပြင်ဆင်ထားရတဲ့ဒီပြိုင်ပွဲကြီးကလွယ်လွယ်ချော်လေးဖြစ်သွားမှလည်းပဲဖြစ်ပါတယ်။မင်္ဂလာပါကျွန်တော်ရဲ့ channel လေးကတော့ fight cut တွေ fight analysis တွေနဲ့ပွဲကြိုခံမှန်းချက်တွေပြုလုပ်ပေးတဲ့ channel လေးပဲဖြစ်ပါတယ်။ဒါကြောင့်မို့ like share subscribe လေးတွေနှိပ်ပြီးတော့အားပေးခဲ့လို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။